ပုတ်တင်ညိုလေးဟာသူ့ရဲ့တကူလုံးကိုတစ်တီးယိုတွေနဲ့တုပ်လင်းလိုက်ပါတယ်သူဟာတောထဲကိုပြေးဝင်သွားခဲ့ပေမဲ့တစ်ကိုင်းတစ်ခုမှညီးသွားခဲ့ပါတယ်ကံကောင်းထောက်မစွာနဲ့ဖားတစ်ကောင်ကသူ့လမ်းကိုပိတ်ဆို့လိုက်ပြီးသူ့ကိုရက်တန့်စေခဲ့ပါတယ်ဒါပေမဲ့ဖားနှစ်ကောင်ဟာသူတို့ပါးဆက်ထဲကဒီကောင်တစ်ကောင်အတွက်ရန်ဖြစ်နေကြပါတယ်ဒါကြောင့်ပုတ်တင်ညိုဟာဖားတွေကိုအတူခိုးဖို့ကြိုးစားခဲ့ပါတယ်ရုတ်တရက်ဖားတစ်ကောင်ကသူ့ပါးဆက်ကိုပိတ်လိုက်ပြီးနောက်တစ်ကောင်ကသူ့ထဲကိုလေတွေမှုတ်သွင်းလိုက်ပါတယ်ဘာဖြစ်နေမှမသိခင်မှာဘာပဲသူဟာပူဖောင်းတစ်ခုလိုတောထဲမှာလွင့်မျောသွားခဲ့ပါတယ်နောက်ဆုံးမှာသူဟာမြေပြင်ပေါ်ကိုကျဆင်းသွားခဲ့ပေမဲ့သူ့ရဲ့အယောင်တွေအားလုံးပုံပဲပျက်စီးသွားခဲ့ပါပြီဖားနှစ်ကောင်ကပုတ်တင်ညိုကိုလောင်ရဲကြပြီးသူဟာစိတ်ပြက်လက်ပြက်နဲ့ထွက်ခွာသွားခဲ့ပါတယ်သူဟာတောထဲမှာရှောက်သွားရင်းနဲ့ပုတ်တင်ညိုမလေးတစ်ကောင်ကိုတွေ့လိုက်ပါတယ်သူမရဲ့နောက်ကိုလိုက်ရင်းလမ်းတစ်လျှောက်ကဗန်းတွေအပင်တွေနဲ့ရောနှောပြီးကိုဖြောက်လိုက်ပါတယ်ပုတ်တင်ညိုမလေးကနယ်ပင်တစ်ခုကိုဆွဲပြီးအပေါ်ကိုတက်သွားတာကိုသူကြည့်နေခဲ့ပါတယ်သူမကိုအတူခိုးဖို့ကြိုးစားရင်းသူလည်းနယ်ပင်တစ်ခုကိုဆွဲလိုက်တဲ့အခါရုတ်တရက်တစ်ပင်ပေါ်ကိုရောက်သွားခဲ့ပါတယ်ပုတ်တင်ညိုမလေးကသူ့ကိုတခြားတောရင်းတက်တော်တွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်အင်းဆက်တွေကိုกินနေတဲ့ပုတ်တင်ညိုစားဖို့မှုတယောက်ရှိပြီးသူဟာခေါင်းကိုနောက်လန်လိုက်တိုင်းအယောင်တွေပြောင်းလဲနေပါတယ်နောက်ထပ်ပုတ်တင်ညိုတစ်ကောင်ကတော့လမ်းချီဆွဲနေပြီးပတ်ဝန်းကျင်နဲ့လိုက်ဖက်အောင်အစိမ်းရောင်ပြောင်းလဲနေပါတယ်တခြားသူတွေအားလုံးကအယောင်တွေကိုလွယ်လွယ်ကူကူပြောင်းလဲနိုင်တာကိုပုတ်တင်ညိုကသတိပြုမိသွားပြီးသူကိုယ်တိုင်လည်းအယောင်ပြောင်းဖို့ကြိုးစားခဲ့ပါတယ်သူကပုံစံတစ်ခုဖန်လိုက်ပေမဲ့သူ့ရဲ့အရေးပြားကတော့မပြောင်းလဲပဲရှိနေပါတယ်အပေါ်ကိုမော့ကြည့်လိုက်တဲ့အခါပုတ်တင်ညိုမလေးကအယောင်တွေပြောင်းလဲနေတာကိုမြင်လိုက်ရပါတယ်သူမကိုအတူခိုးဖို့တကူလုံးအားဆိုင်ပြီးကြိုးစားခဲ့ပေမဲ့လေလေယုံပဲတက်နိုင်ခဲ့ပါတယ်ဒါကတိရစ္ဆာန်တွေအားလုံးကိုဝိုင်းရစေခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူစိတ်မပြတ်ခဲ့ပါဘူးသူဟာအနီးနားကတောက်ပနေတဲ့အင်းဆက်ပိုးကောင်လေးတစ်ကောင်ကိုကောက်ယူလိုက်ပါတယ်အလင်းရောင်ကငှက်ပြောရဲ့ပေါ်မှာအရေးတွေထင်ရှားစေခဲ့ပါတယ်သူ့ရဲ့လက်တွေကိုသုံးပြီးအဲဒီနေ့ကသူတွေ့ခဲ့တဲ့တိရစ္ဆာန်တွေအားလုံးရဲ့အရေးတွေကိုစတင်ပုံဖော်ခဲ့ပါတယ်တိရစ္ဆာန်အရေးတစ်ခုချင်းစီဟာတကယ်အစစ်အတိုင်းတောက်ဝင်လှုပ်ရှားနေပါတယ်မကြခင်မှာပဲတခြားတော်ရင်းတက်တော်တွေဟာလာရောက်ကြည့်ရှုကြပါတယ်သူဖြောပြနေစင်မှာပဲသူ့ရဲ့အရေးပြားဟာတောက်ပတဲ့အယောင်တွေနဲ့စတင်တောက်ပလာပါတယ်တကယ်ကိုရင်သက်ရှုမောဖွယ်ကောင်းလာပါတယ်ပထမဆုံးအချိန်ဖြစ်သူဟာလူတိုင်းရဲ့လက်ခုပ်တံတွေကိုရရှိခဲ့ပါတယ် Follow and subscribe for more videos.